2026ရဲ့အကောင်းဆုံး presentation ထုတ်လုပ်ပေးနေရတော့ခုပြောပြပေးသွားမယ် tools ဖြစ်ပါတယ် AI presentation တွေက tools တွေပါအများကြီး ChatGPT မှာလည်းသွားထုတ်လို့ရတယ် Google Gemini မှာလည်းသွားထုတ်လို့ရတယ် Claude မှာလည်းသွားထုတ်လို့ရတယ်ဒါပေမဲ့ ChatGPT ဆိုရင် random template တွေနဲ့ထုတ်ပေးတယ်ပြောရပြီဆိုရင် data တွေကလည်းအမှားတာတွေရှိတယ် Claude ကတော့ကောင်းပါတယ် research data လုပ်ပေးတယ် insight တွေပါပေးတယ် structure ကောင်းတယ် template ပေမဲ့သူ့ရဲ့ဒီ template တွေက boring ဖြစ်နေတယ်2028လောက်ကပုံစံတွေပေါ့နော် old school style နေအခုပြောပြပေးသွားမယ့် tools ကလုံးဝကွဲထွက်တယ် template တွေကို free ရွေးချယ်ခွင့်ပေးထားတယ်ပြောရဆို style လည်းစိတ်ကြိုက်ရွေးလို့ရတယ်ဟိုရင်တော့ kit style လုံးမလား animation တွေ kit လုံးမလား comic style လုံးမလားတကယ် commercial version လုံးမလားကြိုက်တယ်လို့ရွေးချယ်ခွင့်ပေးထားတယ်ဒါအပြင် research ကိုတေချာလုပ်ပေးထားတာဖြစ်တဲ့အတွက်သူ့ထဲမှာထည့်တဲ့ data တွေကလည်းယုံကြည်လို့ရတယ်အများအဖြစ်ဥပမာဆိုရင် area ဆို digital marketing agency အတွက်သူ့ကို slide လုပ်ခိုင်းတဲ့အခါမှာ pitch deck ကိုတေချာလုပ်ပေးတယ် data တွေနဲ့ graph တွေနဲ့ပြောရပြီဆိုရင်တကယ် social media marketing digital marketing တွေမှာသုံးတဲ့ data တွေဖော်ပြထားအကြောင်းအရာတွေအဲ့ဒီဟာသုံးပြီးချက်ချင်း client ကိုသွားပြီးတော့ဖော်ပြလို့ရတယ် ready to use template တွေကိုပေးထားတာအဲ့တော့ဒီလောက်ပြောတာများပါတယ်ဆိုတော့အဲ့ tools ကိုအဓိကလုပ်ပေးထားတာတော့ China ပါဆိုတော့ China ဆိုရင်တော့အများစုကပြစ်တင်ကြတယ်ဒါပေမဲ့ကိုရီသုံးနေရတော်တော်များများ tools တွေကလည်း China နဲ့တနည်းမဟုတ်တနည်းပတ်သက်နေရဒီမှာကတော့ controversial ဖြစ်နိုင်တယ်ဒါပေမဲ့ area ကအားလုံးအတွက်ဘူးတူတရအောင်ပြပြပေးထားတာဒါကတော့ Kimio သုံးပြီးလုပ်ထားတာပေါ့နော် step by step သူ့ရဲ့လုပ်ငန်းစဉ်ကတော်တော်လေးကိုစနစ်ကျတယ် researching လဲသူကသူလုပ်တယ်ပထမဆုံး think လုပ်တယ် think မှာ step တွေအများကြီးပဲလုပ်တယ်ပြီးတော့ execute လုပ်တယ် image ရှာတယ်ပြီးတော့ slide တွေ generate တယ်ပြီးတော့ဆိုရင် execute ထပ်လုပ်တယ် slide တွေကို edit လုပ်တယ်တေးချာလုပ်တာ area ပေးလိုက်တာ digital marketing agency ပဲပေးလိုက်တာဒါပေမဲ့ pitch deck ကိုတော့လုပ်နေရပေါ့နော်ဆိုတော့နောက်ဆုံးဘယ်လို file နဲ့သူထုတ်ပေးလဲဆိုတာကို area တို့ကြည့်လိုက်မယ်ပေါ့နော် okay ရလာခဲ့ပြီပေါ့နော်ဆိုတော့ edit တွေထပ်လုပ်တယ် agenda တွေလည်းပေးတယ်ပြီးတော့ရလာတဲ့ဟာကိုကြည့်လိုက်မယ်ပေါ့နော်တော်တော်လေးစနစ်ကြပါတယ်ဒါတွေကကိုရီပုံမှန် agency မှာသုံးတဲ့ style ပဲပေါ့နော် graph တွေထည့်မယ်ပြီးတော့သူက customize ပြန်လုပ်လို့ရတယ်ပြန်ပြီး task ကိုလုပ်မလားပုံနေထည့်မလားပြီးသွားပြီဆိုတခါတည်း export လုပ်လို့ရတယ်ပေါ့နော် export ကိုလည်း free ပဲပေးလုပ်ထားတာဖြစ်တယ်ပေါ့နော်အကုန်လုံး share link လုပ်လို့ရတယ် Google Slide ကိုသွားလို့ရတယ်အဲ့ဒါတွေက free ပေးသုံးထားတာပေါ့နော်ဆိုတော့ပြန်ပြင်လို့ရတယ်အဲ့ဒါလေးကရွေးချယ်ဖို့အတွက်ကောင်းစီရဲ့အချက်ပေါ့နော်I mean customize လုပ်လို့ရတယ်ပေါ့နော် okay ဆိုတော့အဲ့ဒီဟာဘယ်ဟာတူးလဲဆိုတော့ Kimi လို့ခေါ်ပါတယ် Kimi ဆိုတာ Chinese AI tool ပေါ့နော်ဒါပေမဲ့တရုတ်ကဆိုပေမဲ့လေတော်တော်လေးကောင်းလို့ပါအဲ့ဒီထဲမှာကိုကဒီထဲရောက်သွားပြီဆိုဒီ slider လေးကိုပြန်ဖွင့်ပြီးတော့ကိုလိုချင်တဲ့ slide ဆိုတာကိုရွေးလိုက်ပေါ့နော်slide ကိုရွေးပြီးတော့သူကဒီမှာ general academic business marketing strategy work education template တွေပေးထားတယ်အကုန်လုံးက freeအဲ့တော့ဒါကိုရွေးလိုက်တယ်ပြီးသွားဆို visual ဘယ်လိုလုပ်ချင်တာလဲဘယ်လိုပုံလေးထည့်လိုချင်တာလဲဒီလို style လား 3D လားဒါမှမဟုတ် comic လား cash တွေလားအဲ့လိုကုန်လုပ်လို့ရတယ်ပေါ့နော်ဒါအပြင် AI presentation တွေ AI video တွေလုပ်ငန်းခွင်သုံးဖို့အတွက် SOP တွေလိုအပ်တယ်ပြီးတော့ဆို research ပိုင်းတွေအတွက်ပေါ့နော်ပြောတာများပါ AI ကိုအခြေခံကနေလက်တွေ့သွားခြင်းနဲ့ဘာမှမသိသေးဘူး prompt ရေးနေရစာမသိသေးဘူးဆိုရင် prompt ကနေစပြီးစတင်ပေးတယ် AI for practical use တင်တဲ့ရှိရယ်သင်ခန်းစာဗီဒီယို80နီးပါးနဲ့သင်တန်းသားလည်း800ကျော်ပြီး lifetime access ရတာဖြစ်တဲ့အတွက်တစ်ခါအပ်ပြီးရင်အချိန်မီလေးလာလို့ရ AI ဆိုတာအများနဲ့ update တွေရှိနေတာဖြစ်တဲ့အတွက် link တင်တယ်လို့ update တွေလည်းပြပေးရဖြစ်ပါတယ်ဒါအပြင်တခြားတစ်ဖက်မှာ career အနေနဲ့သွားခြင်းနဲ့ digital marketing ကို freelance အနေနဲ့လုပ်ခြင်းနဲ့ digital marketing for practical use ကို recording ရော Zoom class ကိုသင်ကြားပေးနေရရှိပါတယ်ဒီလအတွင်းမှာ Amazon special discount တွေလည်းရှိပါတယ်